အပိုင်းနှစ်နှစ်ပညာစွမ်းပြဇယတ်တိဆောက်ခြင်းနှင့်တရားစီရင်ခန်းများအခန်းတစ်ကစားဖော်ငယ်များနှင့်ဇယတ်တိဆောက်ခြင်းမဟောတရာခုနှစ်နှစ်သားအရွယ်မှာကစားဖော်ငယ်အယောက်ထောင်နဲ့အတူကစားကြတဲ့အခါမိုးရွာရင်ခိုနားစရာမရှိတာကိုတတိပြုမိပါတယ်။ဒါကြောင့်မဟောတရာဟာဥဆောင်ပြီးခိုင်ခန့်လှပါတဲ့ဇယတ်ကြီးတစ်ဆောင်ကိုစောက်လုပ်ဖို့စီစဉ်ပါတယ်။ဒီဇယတ်ဟာရိုးရိုးဇယတ်မဟုတ်ပဲပန်းကြီးကားချက်တွေအမှုပညာလက်ရာတွေနဲ့ပြည့်စုံပြီးလာသမျှခရီးသည်တွေနားခိုဖို့နေရာထိုင်ခင်းတွေပါစနစ်တကျခွဲခြားထားပါတယ်။ဇယတ်ဘေးမှာလည်းရေကန်ကြီးတကန်ကိုကြာပန်းတွေနဲ့လှပအောင်ဖန်တီးခဲ့ပါတယ်။အခန်းနှစ်ပထမဆုံးသောတရားစီရင်ခန်းနွားခိုးမှုမဟောတရာရုပ်ကြော်ကြားကိုဟာဇယတ်ဆောက်ရာကတင်မရတမ်းပဲတရားစီရင်ခြင်းမှာပုံမထင်ရှားလာပါတယ်။ဒီနေ့မှာလူတစ်ယောက်ကတခြားတစ်ယောက်ရဲ့နွားကိုခိုးယူပြီးမိမိနွားဖြစ်ကြောင်းငြင်းခုန်ကြပါတယ်။မဟောတရာဟာနွားကိုဘာကျွေးခဲ့တယ်လို့မေးမြန်းပါတယ်။ခိုးသူကနမ်းဖတ်ကျွေးတယ်လို့လိန်ပြောပြီးပိုင်ရှင်အစ်စ်ကမြက်ကျွေးတယ်လို့ပြောပါတယ်။မဟောတရာကနွားကိုဆေးတိုက်ပြီးအန်းစေးတဲ့အခါဘိုက်ထဲကမြက်တွေထွက်လာတာကြောင့်ပိုင်ရှင်အစ်စ်ကိုခွဲခြားပေးနိုင်ခဲ့ပါတယ်။အခန်း3ချီထုတ်မှုနှင့်လဲဆွေမှုအလားတူပဲချီထုတ်ကိုလူယူတဲ့အမှုမှာလည်းချီထုတ်ထဲမှာဘာပစ္စည်းထည့်ထားတယ်လဲဆိုတာကိုခွဲခြားမေးမြန်းပြီးဉာဏ်ပညာနဲ့ဖြေရှင်းပေးခဲ့ပါတယ်။လဲဆွေခိုးမှုမှာလည်းတခိုးရဲ့မျက်လာအမှုရာကိုကြည့်ပြီးအမှန်တရားကိုဖော်ထွက်ပေးခဲ့တာကြောင့်မဟောတရာရဲ့နာမည်ဟာမိထီလာပြီးအနက်ပဲ့တင်ထပ်သွားပါတယ်